Ok ပါကျွန်တော်ညီကိုတွေကိုဒီနေ့ Valentine Day မှာ Valentine Day တချင်း3ပုတ်ကျွန်တော်စွတ်တောင်းလို့ကျွန်တော်တင်ပေးမယ်ပေါ့နော်3မဲ့လက်ကွက်တွေအများကြီးမဟုတ်ဘူးကျွန်တော်4ကွက်ထဲပါတယ်ဗါတယ်လဲဆိုရင် G ပြင်ကျွန်တော် D ပြင်ကျွန်တော် E minor ပြင်ကျွန်တော် C နော်အဲ့4ကွက်နဲ့တချင်းနေကိုကျွန်တော်ဆိုမယ်ဘာချင်းလဲဆိုရင်ကိုတာတီလူရဲ့အမှတ်တရ Valentine Oh way to get away don't you nipple let it ha Valentine Day အဲ့တချင်းရဲ့နောက်တစ်ပုတ်ကကြတော့အမှတ်တရနေပေါ့နော်ကိုစုတည်းရဲ့အရုံးနေရောက်ထွက်မတ်တရနေပေါ်ခွင်နေနေလေးမမေးလို့မရခင်နှလုံးသားရဲ့ဆွေနေမိတယောက်တည်းအဲ့တချင်းရဲ့နောက်တစ်ပုတ်ကကြတော့ကိုရွှေထူးရဲ့တချင်းပေါ့နော်ငါဘလို့နေမလဲမစ္စတာမြတ်နမောင်ငါမချမမြထွေလွဲနေသလားတခြားချင်းပြပေးပါအိုတော်ပါပြီအိပ်ပြန်အိတ်တော်မယ်ဒီနာမတွေ့မြင်ရထားများစွာငိုချင်းစရာကြီးပါတပ်တာတာတော့ကျွန်တော်ပထမဆုံးအစမှာအချင်းကိုရုံဆုံးဆိုမယ်ပေါ့နော်သူ့လက်ခဏနည်းနည်းမြန်တယ်နော်ချမ်းငါလွန်ရတဲ့နေတွေတောင်းup down နဲ့ကျွန်တော်တို့ခတ်ပြီเนาะကျွန်တော်လက်ကွက်တွေလိုက်ထိုးပေးမယ်အဲ့တော့ကျွန်တော်ညီကိုရီးယားနားထောင်ကြည့်ပြီးတော့လိုက်ဆိုကြည့်ပေါ့เนาะစမယ် ready 1 2 3 go ဂျန်အရင်တီးပြီးတော့မှဆိုမယ်ဂျန်ငါလွန်ရတဲ့နေတွေရင်တွက်ထားတယ်ဒီမိုင်နာရပောင်း364ငါရဲ့ပြီးကြည့်ဒူဝေးသွားတဲ့နေတွေဒီမပြောနိုင်တော့ဘူးဒီမိုင်နာတယောက်တည်းလွမ်းငယ်ရထားများတယ်အခုတော့လေငိုရင်နေမျက်ရည်များနေဝါရဲ့နေပြီးခဲ့လေတဲ့မျောလင်းချက်နောက်တစ်ခါတို့တွေ့မရှိနိုင်တော့တယ်စီးနေရမယ် G correct oh way တူပဲနော် oh way to get away တူနေအောင်နေပလဲတဲ့နေ Valentine Day Oh way to get away don't you like what you did Eddie Day Valentine Day Oh အဲ့ရမယ်လို့ထင်ပါတယ်ကျွန်တော်နောက်တစ်ပုတ်ဆက်ပြီးတော့ကြည့်လိုက်အောင်နော်အရုံးနေရောက်အတွက်သူ့ရဲ့လက်ခံနည်းနည်းလေးမယ်နော်ရုံးနေရောက်အတွက်မတရားနေပေါ်ကွယ်ခုနလက်ခတ်ကိုပဲနှေးလိုက်နော်ပြန်စမယ်နော်ဂျန်သူလည်းအရင်ဆုံး TV မှာဆိုရမယ်ဂျန်ရုံးနေရောက်အတွက်အမတရားနေပေါ်ကွယ်ဤမိုင်နာနေနေလေးမှာအမေလုံးမရခဲ့စီလုံးသားတဲ့ဆွေမြဲမေးတယောက်ဒီကြီးအပြောဆုံးနေဖြစ်မင်းကတမတော်မယ်ဤမိုင်နာညာလုံးအိမ်မရဖုန်းပြောခဲ့တာနှစ်ယောက်တည်းစိတ်ကူးထားတဲ့တိုင်းကတော့နှစ်ယောက်စင်တူဝစ်မယ် Happy Valentine Day အရုံးနှစ်ယောက်သူဆုံးနေနေအမတ်တရားသူနှစ်ယောက်တည်းတဲ့ပုံလေးရိုက်ခဲ့ဘူးတဲ့ Happy Valentine Day အရုံးနှစ်ယောက်သူဆုံးနေအမတ်တရားသူနှစ်ယောက်တည်းနာတွေလည်းပြီးခဲ့ဘူးတဲ့ပြန်လို့ခြင်းနဲ့ Valentine Day ရမယ်နော်ပြီးမိုင်းနာပဲအဲ့လိုပဲပေါ့နော် AC ကိုရွှေထူးတချင်းကကြတော့မနက်မိုးတောက်ပြီးတယ်လီဖုန်းကသူကနည်းနည်းလက်ခတ်တွတ်တယ်နော်နမရာမနက်မိုးရောက်မှဆိုအရင်စို့ပြီးတော့မှသူကတီးရမယ်တချင်းမျိုးဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့လိုက်ပြီးတော့တီးကြည့်လိုက်အောင်နော်မနက်ကိုအရင်ဆိုမယ်မနက်မိုးတောက်ပြီးတယ်လီဖုန်းကတဲ့ကိုကြည့် February 14ကျွန်တော်နဲ့မဆိုင် Valentine မှာဟာပါပေါ့နော်သူကကြတော့ C နဲ့ D နဲ့ကနောက်ဆုံးမှာဟာပါကျွန်တော်နဲ့မဆိုင် Valentine မှာအိမ်ရှိထွက်မြင်နေကြတဲ့အတွေ့တွေကိုအမြင်ချအောင်ဆောင်ပြီးအမြင်ချအောင်ဆောင်ပြေ Oh အမနာနိုင်တော့ပါ Free ပိုစကပန်းစီလေးတွေနဲ့ချောကလက်ပန်းစီလေးတွေရဲ့မိတ်ကလေးများရဲ့လက်မှာကိုစီကိုင်းထားတယ်တပတ်က boyfriend လက်ကိုတွေ့အပြုံးလေးများကရှက်သလိုနဲ့တွေ့ရင်ဝမ်းနေလာတယ်င
ငါဘလို့နေမလဲမစ္စတာများနာမခေါ်ရဝါပြီနော်ငါကိုချမများဒီလွယ်နေသလားတခြားချိန်ပြပေးပါအိုတော်ပါပြီအိပ်ပြန်အိပ်တော်မေဒီနာမတွေ့မြင်ရတာများစွာငိုကြည့်စရာကြီးပါတပ်တာတာအဲ့တော့ကျွန်တော်တို့ကလက်ကွက်တွေကတော့တူတယ်ဒါပေမဲ့ကျွန်တော်တို့ခတ်ရတဲ့လက်ခတ်နဲ့သွားတဲ့တိုင်ပင်ပေါ့နော်အနည်းအမြန်တော့ကျွန်တော်တို့ကွာတာကိုကျွန်တော်ညီကိုလေးသတိထားမိမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်လိုက်ပြီးတော့ရအောင်တိကျရအောင်နော်โอเคပါအားလုံးအဆင်ပြေပါစေဗျာကိုချစ်တဲ့လူနဲ့လည်းကြာကြီးချစ်ချစ်ခင်ခင်နဲ့နေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်โอเคပါ